ဒီဗီဒီယိုမှာတော့ဆရာကဇက်ကြီးပေါင်းသမားတွေလုံးဝမစားသင့်တဲ့အစားအစာအုပ်စုလေးခုကိုမျှဝေပေးသွားပါမယ်။ပထမဆုံးအချက်ကတော့အကျောတက်စာတွေဖြစ်တဲ့မှု၊မြစ်၊ဝမ်းနှင်းကလီစာတွေ၊ပဲပုတ်၊စူးပုတ်၊တင်းရင်သီး၊ဒူးရင်သီး၊ငတ်တလောက်စတာတွေကမတည့်ပါဘူး။မြေရင်းအောင်းဦးတွေဖြစ်တဲ့အာလူ၊မြေပဲ၊အင်ဦးတို့ကလည်းဇက်ကြောကိုတက်စေပါတယ်။လေပွားလေပြက်စေတဲ့အစားအစာတွေဖြစ်တဲ့လက်ဖက်၊ကလဲပဲ၊လက်ဖက်ရည်၊ကော်ဖီ၊ကျင်းငါးသီး၊ကြောင်ရှာသီးတို့ကိုလည်းရှောင်ပေးရပါမယ်။နောက်တစ်ခုကအစီအစိတ်များတဲ့အစားအစာတွေဖြစ်တဲ့ဝက်သား၊တံပေါက်၊အုံထမင်း၊ထောပတ်ထမင်းတို့ကိုလည်းမစားသင့်ပါဘူး။အငံတက်လွန်ကဲသောအစားအစာတွေဖြစ်တဲ့ငံပြာရည်၊ငပိရည်၊ငပိငချောက်တို့ကိုလည်းရှောင်ပေးရပါမယ်။ယခုပြပေးသွားတဲ့အစားအစာတွေကတော့ရေဘူးအားဖြင့်ဇက်ကြီးပေါင်းသမားတွေမတည့်တဲ့အစားအစာတွေပဲဖြစ်ပါတယ်။လူကြီးမင်းတို့ဇက်ကြီးပေါင်းခံစားနေရတဲ့သူတွေလည်းဘလို့အစားအစာတွေစားရင်ပိုဆိုးလဲဆိုတာကိုcommentမှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။ဒီဗီဒီယိုလေးကလူကြီးမင်းတို့အတွက်ကျန်းမာရေးဗဟုသုတရပြီးအကျိုးရှိပါကဗီဒီယိုရဲ့ comment အောက်မှာအကျိုးရှိပါတယ်လို့မှတ်သွားပေးလို့ရပါတယ်။အခြားဇက်ကြီးပေါင်းသမားတွေလည်းသိအောင်ဗီဒီယိုလေးကို share သွားကြအောင်နော်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုအပေါင်းလေးနှိပ်ပြီးအားပေးသွားလို့ရပါတယ်။ကျွန်တော်ကတော့ဈေးပလဲတိုင်းဈေးကမ်းမှာဆရာဦးလှိုင်မျိုးထုံးပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်။